တရားဓမ္မတို့မှတ်တမဲ့နေမှာလွန်စွိတယ်ဆိုတာမှတ်ထားကြပါနော်အမှတ်တမဲ့နေမှာအမှန်တန်စွိတယ်ဒါကြောင့်သနာထာဘိက္ခဝိရထမာအနာထာဘိက္ခဝေငါ့ခြေသာသူများတို့သနာထာကိုးစားရအားထားရရှိကြကုန်သည်ဘဝထဖြစ်ကြကုန်တော့သနာထာမာအနာထာကိုးွယ်ရမရှိဘဲနေကြကုန်သည်မာအနာထမဖြစ်ကြကုန်စေလင်ကိုယ်ွယ်ရရှိပြီးကြလားအကိုရလေးတစ်ခုတော့ရှိကြပါစေကွာမှန်ပါဗျာအကိုရလေးတစ်ခုတော့ဖြင့်ရှိကြပါပါအကိုရမရှိဘဲနေရခြင်းဟာဒုက္ခဆင်းရဲအကိုရမရှိလို့ရှိရင်အမှန်တန်ဆင်းရဲတယ်အဲ့ဒီအင်္ဂုတ္တပါဠိတော်တက္ကနိဗ္ဗာန်အင်္ဂုတ္တပါဠိတော်ကြီးမှာကိုယ်ွယ်ရတော့ဖြင့်မင်းတို့အကိုယ်ွယ်ရဆိုတာအားထားရပါပဲမှန်ပါပါကိုယ်ွယ်ရအားထားရဖြင့်ရှိကြပါစေကွာကိုယ်ွယ်ရအားထားမရှိလို့ရှိရင်မင်းတို့ဒုက္ခရောက်တော့မယ်မှန်ပါဗျာဒါဖြင့်ဒကာဓမ္မတွေဆရာသမားကသုံးမှဒါရင်ကိုယ်ွယ်ရတွေကတော့ဘုရားလည်းကိုယ်ွယ်ရပဲတရားလည်းကိုယ်ွယ်ရပဲသံဃာလည်းကိုယ်ွယ်ရပဲမတ္တပိဋိကုဏအနန္တောဆိုတာလည်းရှိကြတာပဲဒီတဲကဘုရားသခင်ကိုရမကြီးကဘယ်ဟာကိုပုံမူပိဋကလာကြိုက်တယ်ဆိုတဲ့ဥစ္စာသတိထားရမယ်နော်မှန်ပါဗျာပညာဝါဟောတိဥရိယထဂာမိနိယပညာနဲ့ဖြစ်ပျက်ကိုရှုပြီးနေတဲ့အလုပ်ပါအဲ့ဒါမင်းတို့သမာဒုက္ခခေယဂာမိနိယပဲတဲ့အလုံးစုံဒုက္ခကိုကုံစေနိုင်တယ်ကွာပညာနဲ့ဖြစ်ပျက်ဥရိယဘယဆိုတဲ့ဖြစ်မှုပြမှုကိုမင်းတို့ဥရိယထဂာမိနိယဆိုတဲ့အတိုင်းဖြစ်မှုပြမှုကိုမင်းတို့နှလုံးသွင်းပြီးဒီကရဘယ်ချိန်မဆိုနှလုံးသွင်းပြီးဒီကရနေကြမယ်ဆိုလို့ရှိရင်ဒုက္ခခေယဂာမိနိယဒုက္ခကိုကုံစေသည်ဟောတိပြီမင်းတို့ဖြစ်ပျက်ကိုနှလုံးသွင်းတာကိုအာကိုအာရထားပါလို့ဖတ်မှာခဲ့ဘာနှလုံးသွင်းရမလဲဖြစ်ပျက်ကိုအာကိုအာရနှလုံးသွင်းပြီးဒီကရထားပါတဲ့အယံပိဓမ္မောနာထကာရဏောအယံပိဖြစ်ပျက်ကိုအာကိုရခြင်းသည်နာထကာရဏောကိုယ်ွယ်ခြင်းကိုပြုတတ်သေဟောတိဖြစ်ဆိုတဲ့တိုင်တဲ့မင်းတို့ကိုယ်ွယ်ရဆိုတဲ့ဥစ္စာကိုအားထားရဩဘယ်လိုအားထားရမလဲလို့ဒကာကျော်ဒကာတိတို့ဥလာဘုရားကမေးလို့ရှိရင်သူကဒုက္ခကုံစေနိုင်သောကြောင့်ဖြစ်လို့အားကိုရတယ်သူကဘာပါလဲဒုက္ခကုံစေနိုင်သောကြောင့်ဘုန်းကြီးတို့ဒကာဓမ္မတွေအားကိုရတယ်ဩဒါဖြင့်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကဒုက္ခကုံတဲ့နေရာတော့ဖြင့်ဒကာဓမ္မတို့အားကိုရမှာအစ်စ်ပဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ဟာဒုက္ခကုံရပဲအားကိုရမှာပဲဒါကြောင့်ပညာဝါဟောတိဥရိယထဂာမိနိယသမဏဂတောအရိယာယဖြူစင်သောနိဗ္ဗေရိကာယထိုးရင်းရည်သောတမာကောင်းစွာဒုက္ခခေယဂာမိနိယဒုက္ခကိုကုံစေတတ်သည်သုံးစေတတ်သောပညာသည်ဟောတိဖြစ်အယံပိဓမ္မောနာထကာရဏောအဲ့ဒီကဲ့သို့ထကနိဗ္ဗာန်အင်္ဂုတ္တကိုယ်ွယ်ရ၈ပါးတွေရှိတဲ့ကနောက်ဆုံးပိဒါဟောပြီးဒီကလာထားသောကြောင့်ဘုန်းကြီးတို့ဓမ္မတွေဘယ်လိုကိစ္စတွေ့ဖြစ်ပျက်ဖျားအကူပါဒုက္ခကိုကုံစေနိုင်သောကြောင့်ဖြစ်ပျက်ပဲအကူရမယ်ဖြစ်ပျက်သိတဲ့ဉာဏ်ပဲရှင်းပြီနော်ရှင်းပါပါဩဒါဖြင့်တို့ယနေ့ဆရာဘုန်းကြီးကဘာတွေများပေးပါလိမ့်မတော့လို့မေးတော့ခန္ဓာကိုယ်ရံဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ်ဝေဒနာဖြစ်ပျက်ကိုအာကိုစိတ်ကြိုက်တဲ့ပုဂ္ဂိုလ်ကရုပ်ကြိုက်တဲ့ပုဂ္ဂိုလ်ကသစ္စာကြိုက်တဲ့ပုဂ္ဂိုလ်ကအလုံးစုံဖြစ်ပျက်အာကိုသဘောကျအဲ့ဒီကဲတော့ဒကာဓမ္မတွေအာကိုမမှားရအောင်လို့အမတန်မှမှားရှာတယ်ဆိုတဲ့ဥစ္စာလေးတကယ်ကျွေးသေးချာမှတ်ရမယ်ဖြစ်ပြဘယ်နဲ့ကြောင့်အာကိုခိုင်းမှလည်းမလို့ဆိုတော့တမာဒုက္ခခေယဂာမိနိယဒုက္ခကုံစေသောကြောင့်သူ့အာကိုကွာဒုက္ခကုံစေသောကြောင့်ဖြစ်ပြရှိပါများလာတော့ဖြစ်ပြဆုံးသွားတော့ဒုက္ခကမကုံဘူးဖြစ်ပြဆုံးသွားတော့ဒုက္ခကုံတော့ဒုက္ခကုံတဲ့ဉာဏ်လေးတို့ဉာဏ်ကျမ်းနေပါတယ်ဒုက္ခကုံတဲ့ဉာဏ်လေးကျမ်းနေတော့ဒီဉာဏ်လေးကလည်းနိဗ္ဗာန်အောင်ပြုတဲ့ဉာဏ်လေးတခါဒုက္ခကိုအာရုံပြုတဲ့ဉာဏ်လေးနဲ့သေလဲဒုတိယဘဝမှာသောတာပန်သရဂါနာဂယန္တာဖြစ်တာပဲ
ဟာဒုက္ခကုန်သွားတယ်ဗျာဒုက္ခရှုရမှတ်တဲ့နဲ့ပြည့်ရဖြစ်ဖြစ်ဒုက္ခကြီးဆုံးသွားတော့တယ်အဲ့ဒီဒုက္ခကြီးဆုံးသွားပါတယ်ဆိုလို့ရှိရင်လည်းဖြစ်ဖြစ်ဆုံးမြင်တဲ့ဉာဏ်လေးဟာခမည်းတော်ဧကယနောယံဘက်ကိုမေခောဆိုတဲ့အတိုင်းတဲ့လောကုတ္တရာမက်ကလေးဖြစ်ပြီးတကြောင်းနဲ့သူကနိဗ္ဗာန်ပို့တော့မယ်ဒါကြောင့်အာလုံးတရားနာကြတဲ့ဓမ္မတွေဖြစ်ပြကိုအာယုံပြုတဲ့ဉာဏ်လေးအာကိုကြဘာအာကိုရမလဲဖြစ်ပြကိုမြင်နိုင်တဲ့ဉာဏ်ဖြစ်ပြအဆုံးမြင်နိုင်တဲ့ဉာဏ်ကြိုက်ရဉာဏ်ဒီဉာဏ်တစ်ခုကိုဖြင့်တကယ်ကျွဲတို့လာဘူးတို့တကယ်တစ်တို့ဘယ်တော့မှမလျှော့ပါဘူးရွတ်စွာဆုံးကားပြတ်တော့မယ်လေကျန်တယ်ကြောက်ခဲကြတော့မယ်ဆိုတာတောင်းမှသူ့ကိုပဲအာကိုမှန်ပါဗျာရေမြန်စီတော်ရေမြန်နေကြီးမြင့်ကြီးလုံနေလို့ရှိရင်သူ့ပဲအာကိုရမှာအဲ့ကဲတော့အာကိုလို့ရှိရင်ဖြင့်တဲ့ဒုက္ခကိုကုန်စေနိုင်ပါတယ်သေဂဏိတောင်မှရှုလို့ရှိရင်ဖြင့်သေဂဏိရှုတာတော့ဒကာဓမ္မတွေသောတာပန်တရားကအနာဂံဖြစ်နေအကဲသောတာပန်တရားကအနာဂံဖြစ်ပြီးတဲ့ပုဂ္ဂိုလ်ကထရှုမယ်ဆိုရင်ယန္တာဖြစ်နိုင်တယ်လို့ဆိုရသက္ကုဏသုတ်တုမှာလည်းသေသေးချာချာဟောထားမဟုတ်ဘူးလားဟုတ်ပါဘူးအဲ့ဒါလေးနာဘူးကြားဘူးရှိနေတဲ့ဘုန်းကြီးတို့ဓမ္မတွေဖြစ်နေသောကြောင့်ဘာကိုယ်ွယ်ကြရမယ်ဆိုတော့ယနေ့သိဘာတော့ဖြစ်ဖြစ်ရှုတဲ့ညာအကူရမယ်ဘာအကူကြခန္ဓာကိုယ်ကလည်းဘာပဲရှိတော့ဖြစ်ဖြစ်ပဲရှိတော့ဖြစ်ဖြစ်ရှုတဲ့ညာလေးပဲဘုန်းကြီးတို့ဓမ္မတွေကအာကိုလိုက်တဲ့ခါကျတော့ဒီညာလေးကဘာလို့အိုဒုက္ခကုန်စေတတ်တယ်ဒီညာလေးကဘာလို့ပါဒုက္ခကုန်စေတတ်တဲ့ညာလေးဆိုတော့အလုံးစုံသောဒုက္ခတွေမှာကင်းပြောက်ပါခြင်းကျုံကရှ िख ိုးပါ၏လို့ခொနနှုံကပဲရှ िख ိုးကြတယ်ဒုက္ခကြောက်လွန်းလို့ရှ िख ိုးကြတာပဲတဲ့အဲ့တော့ဓမ္မတို့ဒုက္ခဆိုတာကြောက်ကောင်းတဲ့တရားပယ်ကောင်းတဲ့တရားပိုင်းခြားကောင်းတဲ့တရားဒုက္ခကိုဒုက္ခံပရိညာဘိသမေနဘိသမေတိဆိုတဲ့အတိုင်းဒုက္ခပိုင်းခြားကြသိဖို့အရေးဟာလေဒီဉာဏ်ကိုအားကိုးရမယ်ဆိုတာသဘောကျကြကောင်းပြီဒါဖြင့်ဒကာကျွဲတို့ဒကာဥလာဘူးတို့ဘာအားကိုးမယ်ဖြစ်ဖြစ်အာရုံပြုနိုင်တဲ့ဉာဏ်ပေါ့ဗျာဘယ်နဲ့ကြောင့်ဒီဉာဏ်ဆရာဘုန်းကြီးကအာကိုခိုင်းပါလိမ့်မလဲဖခင်ကအာကိုခိုင်းပါလိမ့်မလဲလို့ဒကာဓမ္မတွေမေးဖို့မလိုဘူးသမာဒုက္ခခေယဂ ामि နိယသမာကောင်းစွာဒုက္ခခေယဂ ामि နိယဒုက္ခကုံရာလို့ရောက်စေတတ်သောကြောင့်ဒုက္ခကုံရာဆိုတာဘာပါလိမ့်အဲဒီရောက်စေရောက်တဲ့ဉာဏ်ဖြစ်လေသောကြောင့်သူအာကိုကြအယံပိဓမ္မောနာထကရဏောအယံပိဖြစ်ပြကုံရာကိုရောက်အောင်ပို့နိုင်တဲ့ဉာဏ်တွေကလည်းနာထကရဏောမင်းတို့ကိုယ်ွယ်ခြင်းပြုရမယ်တရားပါပဲကွာလို့အင်္ဂုတ္တမှာသေချာဟောတဲ့အတွက်ညီသူမဆိုတာအကြည့်ဆုံးအာကိုရမယ်သဘောကျဒါတော့မှမသိတဲ့ပုဂ္ဂိုလ်ကြတယ်ကိုပြုထားတဲ့ဒါနကိုစောင့်ကြည့်ရတဲ့သီလပေါ့ဗျာမဟုတ်ဘူးအကောင်းဆုံးအာကိုပြစမ်းပါရှင်ဖြင့်ဒါပဲသဘောကျအကောင်းဆုံးအာကိုပြစမ်းပါဆိုရင်ဖြစ်ပြအောင်ပြုတဲ့ဉာဏ်ဖြစ်ပြအဆုံးအောင်ပြုတဲ့ဉာဏ်ဒီဉာဏ်သာလင်ဘုန်းကြီးတို့ဓမ္မတွေမှာကိုယ်ွယ်ရအားထားရအစ်စ်ပဲလို့အယံပိဓမ္မောနာထကရဏောလို့ဘုရားကိုယ်တိုင်တော့ကနှုတ်ကဖွင့်ရပြီးဟောသည်ဖြစ်လေသောကြောင့်ဘာမှတန်တရားမရှိဘဲနဲ့ဩဒါကုဝမှာပဲဆိုပြီးဒီနေ့ကစပြီးဒါကိုယူမယ်ရှင်းမလားရှင်းပါပါအကယ်သိရှိသွားတဲ့ပုဂ္ဂိုလ်လဲသိကိုပဲအာကိုရလေမအမကိုလေရှိသွားတဲ့ပုဂ္ဂိုလ်ဒီလေခိုင်မှုဒီလေတည်တတ်မှုဒီလေကမှဟိုဘက်ရောက်အောင်ပို့ပါဒီမှာလည်းဒုနေတူပဲဒီညာလုံးကဒီညာကဟိုဘက်ရောက်အောင်ပို့ပါဒီညာမှမလုပ်တဲ့ပုဂ္ဂိုလ်ဒီညာကဘယ်နဲ့ဒီညာမှမရှိရင်သူကဒီအိမာဘကံနေဟူသောအစ္ဆဒဘက်မှာဟိုမာရကံနေဟူသောနိဗ္ဗာန်ဘက်သို့သူပို့နိုင်မှာဒါဖြင့်ဒကာဓမ္မတို့ကိုလုံးနေတဲ့ညာကိုအားကိုရှင်းကြဘာကိုကြမကိုလုံးနေတဲ့ညာကဘာညာပါလိမ့်မလဲဆိုတာကဲခတ်ပါဖြစ်ပြမြင်နေတဲ့ညာဒီတဲ့တက်နိုင်ရင်ဖြစ်ပြအဆုံးကိုဒုက္ခကအန္တံကရိတ္တိဆိုတဲ့အတိုင်းဒုက္ခကဒုက္ခဤအန္တံဆုံးကိုကရိတ္တိမျက်မှောက်ပြုနိုင်အောင်လုပ်နိုင်ရင်လေဟ
မိုကောင်းတယ်လို့မှတ်တာအားတော့မဟုတ်တပည့်တော်ပြင်ဖြစ်ပြနေပဲသေသွားတယ်ဆိုတာတောင်မှဒုတိယဘဝသောတာပန်ပြီးနိုင်တယ်အားဖြစ်ပြဆုံးရောက်ပါတယ်လို့ဆိုလို့ရှိရင်ဒီဘဝမှာပဲအမှန်သာဆုံးရင်မရောက်မရှိပါဘူးဒါဖြင့်ကိုယ်ွယ်ရာတခါကျွယ်လို့လားဘူးလို့ရှိပြီလားဘာအကုကြမဖြစ်ပြမြင်တဲ့ညာဖြစ်ပြဆုံးမြင်တဲ့ညာဒီညာဖြင့်ကြက်ရအကုတော့ဖြစ်ပြမြင်တဲ့ညာလည်းဥပဒနာမဲ့ပဲဖြစ်ပြဆုံးမြင်တဲ့ညာလည်းလောကုတ္တရာမဲ့ပဲအဲ့ဒါကြောင့်ဒကာဓမ္မတို့အသက်အရွယ်လေးကြီးကုန်ကြပြီဆရာဘုန်းကြီးကြီးဒကာဓမ္မတွေကလည်းကြီးအကုရဖြစ်ဖြင့်ဒါပဲဆိုတာသိကြကြဘုရားသခင်ကိုရမကြီးတောင်မှဒကာဓမ္မတို့ဘယ်ချိန်မဆိုဖလားသမဘအားရဖလားသမဘပဲဝင်စားနေတယ်ဆိုတော့သူဖြစ်ပြရှုပြီးမှဝင်စားလို့ရတယ်ဖြစ်ပြပဲအကုရတာပဲဖြစ်ပြဆုံးသွားတော့မှနိဗ္ဗာန်မြင်တဲ့ညာဖလားသမဘညာကဘုံညာကလာတော့တာဘူးသူလည်းဒါအကုတာပဲဒါကြောင့်သနာထာဘိက္ခွေဝိရဒမာအနာထာဘိက္ခွေယံတို့သနာထာမိမိတို့ကိုးစားရအားထားရတခုခုရှိကြကုန်သည်ဘဝထဖြစ်ကြကုန်တော့မင်းတို့အကုရတခုတော့လက်ကင်ရှိပါစေနော်အကုရတခုတော့လက်ကင်ရှိပါဘူးအဲဒီလောကီကြတာမြင်လားဘိုးကအိမ်လေးကောင်းဆောက်ထားမှာကမဟုတ်အိမ်ရောက်စားမယ်ဆိုတော့အိမ်အကုတယ်ကားလေးတခုဒီတောင်သားမှာကမဟုတ်အကြောင်းမရင်းတော့ဒီကထုတ်လိုက်လေ7,000 1000တော့ရသေးတယ်ကွာဆိုအာဟုလေးတော့မရှိကြဘူးအဲ့ဒီအာဟုလေးတွေကဒကာဓမ္မတို့လောကီမှာအာဟုရတာကတကယ်အာဟုရတာမဟုတ်မီးလောင်နေကြသမီး၅ပါးနဲ့ဆက်ဆံတော့ပြည့်စည်ဘူးပြည့်စည်ဘူးလားအခုဟာကတော့ဒကာဓမ္မတို့ကိုညံထဲမှာကိုဖြစ်ပျက်ကိုမြင်ပြီးဒကာလာနေတဲ့ညံဆိုတော့ဖြစ်ပျက်မြင်မှုတဲ့လူကလည်းဥရိယဘေယမြင်မှုတဲ့ပုဂ္ဂိုလ်ကလည်းဘယ်တော့မှမပြောက်တော့ဘူးနှလုံးသွင်းလိုက်ညံတဲ့လိုက်ပေါ်လာတာဖြစ်ပြဆုံးမြင်မိတဲ့ပုဂ္ဂိုလ်ကြတယ်ဖြစ်ပြတွေ့ပြီးမကြခင်ပဲဆုံးသွားတော့အဲ့ဒီကဲတော့အကုရာရှိသိကြပါဘူးဒါဖြင့်ဒကာဓမ္မတို့ယနေ့တရားအစမှာငါတို့ဘယ်လိုများချီးမြှောက်ပါလိမ့်မလဲလို့ဒကာကျွဲတို့မေးရင်ဖြင့်အကုရာရှိပေးတဲ့နေ့ပဲဘယ်လိုပါလဲအာကိုရအစ်စ်ပေးတဲ့နှစ်ပဲလို့မှတ်ကြပါဒါကြောင့်ဒကာဓမ္မတို့အရေးရှိရင်ခင်ဗျားတို့လည်းတဲ့လောကီမှာအာကိုရတစ်ခုခုထားတယ်လို့အဲ့ဒီလောကီအာကိုရကတော့ယန္တု900နဲ့ဆက်ဆံတကယ်တမ်းကျတော့ပြက်သွားအခုညံကိုအာကိုပါဆိုတော့ဒကာဓမ္မတို့ပြက်เสียရှိသေးရဲ့မရှိတော့ဘူးဒီညံသာထက်သွားပဲစီထက်တဲ့သာထက်သွားပဲစီတော့ကဲရှင်းကြရှင်းပါဒါဖြင့်ဒီဉာဏ်ဒီဘယ်လိုအထုံးမှဖြစ်မလဲဖရာလို့ဆိုတဲ့ဉာဏ်စကားကိုပဲယနေ့ပြောကြပါစို့ဒီဉာဏ်ဘယ်လိုအထုံးမှတပည့်တော်တို့အကုရအစစ်ဖြစ်ပါမလဲဆိုတဲ့ဥစ္စာကိုဝိရုဒ္ဓတေတာရကနဲ့ကွာထုတ်ပြီးဒီကလာဥပဒနာရှုနည်းပြကြပါစို့နာဘူးတဲ့ပုဂ္ဂိုလ်များလည်းမြဲစေတော့မနာဘူးတဲ့ပုဂ္ဂိုလ်များလည်းအသက်မှတ်ပြီးဒီညာအာဟုကြစေတော့ဆိုတဲ့စိတ်ထားနဲ့ဥပရိပန္နာသပါဠိတော်ဥပရိပန္နာသပါဠိတော်ကအိန္ဒြိယဘာဝနာသုတ်ကိုဟောလိုက်မယ်မှန်ပါပါဥပရိပန္နာသပါဠိတော်အိန္ဒြိယဘာဝနာသုတ်ဆိုတာဒကာဓမ္မတို့ဒါကိုပဲနာကြရတော့မယ်ဆိုတော့ဥပဒနာရှုတဲ့ဉာဏ်ကိုအာဟုရမယ်ဆိုတာဒီညာဘယ်လိုဖြစ်လာလို့ရှိရင်တပည့်တို့ဒီညာအာဟုလောက်ပါဗလဲလို့ဉာဏ်ကိုစစ်ဆေးကြတယ်ဘယ်လိုအားထုတ်လိုက်တဲ့ခါကြလို့ရှိရင်ဒီဉာဏ်ကိုအားကိုးရမယ်လို့ဆိုတာတော့ဟုတ်ပါပြီဘယ်လိုမြင်တဲ့အခါမှာတပည့်တော်ဒီဉာဏ်ဒီအားကိုးတိုက်တဲ့အစစ်အဖြစ်သို့ရောက်ပါလိမ့်မလဲဆိုတာမေးဖို့မလိုဘူးအေးဒါကြောင့်ဉာဏ်စစ်တန်းကိုပဲခါကျွမ်းနာတော့မယ်ခိုင်းဒါဖြင့်သေချာယူသေးခိုင်းညွညွမှတ်မှတ်သားသားနဲ့ဘုန်းကြီးပြောတဲ့အတိုင်းတရားနာနိုင်ပါစေဘုန်းကြီးမြတ်တာကတော့ရောက်ပြီတရားနာပြီးသိကြပါစေဆိုတဲ့မေတ္တာကိုရောက်ပြီဒီကလာကျင့်နိုင်ကြပါစေဆိုတဲ့မေတ္တာကိုအဲ့ဒီတိုင်းခင်ဗျားတို့ကလည်းဒီမေတ္တာခံယူပြီးဒီကလာကဲအကုရညာဖြစ်တော့မရရအောင်ယူပါတော့မယ်ဆိုတဲ့စိတ်ထားနဲ့တရားနာတရားမှတ်တရားကျင့်ကြ